မင်္ဂလာပါခင်ဗျာ88 Note Channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံ၏ထေရဝါဒဗုဒ္ဓသာသနာသမိုင်းတွင်တောရကျင့်စဉ်ကိုအသက်သွင်းပေးခဲ့သောမဟာထေရကြီးများစွာရှိခဲ့ကြပါသည်ထိုမဟာထေရကြီးများအနက်မဟာဗောဓိမြိုင်ဆရာတော်ဝဏ္ဏဝသည်အရှင်မြေယဓမ္မတာမိမဟာထေရသည်အထူးထင်ရှားသောကမ္မထာနာစရိယဆရာတော်ကြီးတစ်ပါးဖြစ်တော်မူခဲ့သည်ဆရာတော်ကြီး၏ဘဝကိုလေ့လာကြည့်မိဆိုလျှင်ဂုံကြော်ကြားမှုကိုရှာဖွေသောဘဝတစ်ခုကိုမတွေ့ရပေစန့်ကျင်ဘက်အနေဖြင့်လောကီကြော်ကြားမှုများမှဝေးရသို့ထွက်ခွာခဲ့သောဘဝတစ်ခုကိုသာတွေ့ရမည်ဖြစ်သည်တောအုပ်များထဲတွင်နေထိုင်ခဲ့သည်တောင်တန်းများကြားတွင်ကျင့်ကြံခဲ့သည်တရားတော်၏အနှစ်သာရကိုကိုယ်တိုင်ရှာဖွေခဲ့သည်ထို့သောဘဝခရီးစဉ်တစ်ခုကိုရွေးချယ်ခဲ့သောမဟာထေရကြီးဖြစ်တော်မူခဲ့သည်ဆရာတော်ကြီး၏ငယ်ဘဝအကြောင်းကိုပြန်လည်ကြည့်မိဆိုလျှင်ငယ်ရွယ်စဉ်ကတည်းကဘာသာတရားကိုအထူးစိတ်ဝင်စားခဲ့သူတဦးဖြစ်ကြောင်းသိရသည်လောကီပညာများထက်ဘဝ၏အတိတ်ပဲကိုရှာဖွေလိုသောစိတ်သက်ပုံမအားကောင်းခဲ့သည်လူဘဝသည်အဘယ်ကြောင့်ဒုက္ခများနှင့်ပြည့်နှက်နေသနည်း။အိုခြင်းနာခြင်းတေခြင်းတို့မှလွတ်မြောက်နိုင်သောလမ်းစဉ်ရှိပါသလားဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့သောနိဗ္ဗာန်လမ်းသည်အမှန်တကယ်လက်တွေ့ကျင့်သုံးနိုင်ပါသလားဤကဲ့သို့သောမေခွန်းများသည်ငယ်ရွယ်စဉ်ကတည်းကဆရာတော်ကြီး၏စိတ်ထဲတွင်ပေါ်ပေါက်နေခဲ့သည်ဟုဆိုကြသည်ထို့ကြောင့်သာသနာပေါင်းသို့ဝင်ရောက်ပြီးယဟန်ဘဝကိုခံယူတော်မူခဲ့သည်ယဟန်ဘဝသို့ရောက်ရှိလာသောအခါပရိယတ္တိစာပေများကိုစနစ်တကျလေ့လာသင်ယူခဲ့သည်ဝိနည်းပိဋကတ်သုတ်တံပိဋကတ်အဘိဓမ္မာပိဋကတ်ဗုဒ္ဓမြတ်စွာဘုရား၏အဆုံးအမများကိုကျမ်းဂန်များမှတဆင့်လေ့လာခဲ့သည်သို့သောဆရာတော်ကြီး၏ရည်ရွယ်ချက်မှာစာပေတက်မြောက်ရုံများမဟုတ်ခဲ့ပေစာထဲတွင်ပါရှိသောတရားကိုလက်တွေ့သိမြင်လိုခြင်းဖြစ်သည်ထို့ကြောင့်ပရိယတ္တိနှင့်ပရိပတ်တိကိုတွဲဖက်ကျင့်ကြံရန်အမြဲကြိုးစားခဲ့သည်စာပေများကိုလေ့လာရင်းတရားများကိုဆင်ခြင်ရင်းမိမိစိတ်ကိုပြန်လည်သုံးသပ်ရင်းဘဝ၏အမှန်တရားကိုရှာဖွေခဲ့သည်ဆရာတော်ကြီးသည်နောက်တစ်ချိန်တွင်လူတန်းပေါင်းများစွာကြည်ညိုရသောမဟာထေရကြီးဖြစ်လာမည်ဆိုသည်ကိုထိုအချိန်ကမြည်သူများမသိရှိခဲ့ကြပေသို့သောဆရာတော်ကြီး၏စိတ်ထဲတွင်တခုတည်းသောရည်မှန်းချက်ရှိခဲ့သည်ထိုရည်မှန်းချက်မှာဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့သောတရားတော်များကိုကိုယ်တိုင်ကျင့်ကြံ၍ကိုယ်တိုင်သိမြင်ရန်ဖြစ်သည်ထို့ကြောင့်ဆရာတော်ကြီး၏ဘဝခရီးစဉ်သည်ပရိယတ္တိစာပေသင်ယူခြင်းမှတောရကျင့်စဉ်သို့ဦးတည်လာခဲ့သည်ထိုခရီးစဉ်သည်နောက်တစ်ချိန်တွင်မဟာဗောဓိမြိုင်သာသနာပေါ်ပေါက်လာစေမည်အစပြုခြင်းလည်းဖြစ်ခဲ့သည်ပရိယတ္တိစာပေများကိုလေ့လာစီးပူးပြီးနောက်ဆရာတော်ကြီး၏စိတ်ထဲတွင်ပုံမူထင်ရှားလာသောအရာတစ်ခုရှိလာခဲ့သည်ထိုအရာမှာဗုဒ္ဓမြတ်စွာဘုရား၏တရားတော်များကိုစာအုပ်များထဲတွင်သာမထားဘဲလက်တွေ့ကျင့်ကြံ၍သိမြင်လိုသောဆန္ဒပင်ဖြစ်သည်ထို့ကြောင့်ဆရာတော်ကြီးသည်လောကီစီကားမှုများနှင့်ဝေးရာသို့ထွက်ခွာရန်ဆုံးဖြတ်ခဲ့သည်မြို့ပြများ၏စုညံတံများလူများ၏ချီးမွမ်းခြင်းများကြော်ကြားမှုနှင့်ဂုဏ်သတင်းများဤအရာအလုံးကိုကြောခိုင်းကတောရက်သို့ဦးတည်ခဲ့သည်ဗုဒ္ဓမြတ်စွာဘုရားလက်ထက်ကအရင်ရောက်ဝါသည့်ယဟန်တော်များကဲ့သို့တောအုပ်များအတွင်သတင်းသုံးကကမ္မထံတရားများကိုအားထုတ်တော်မူခဲ့သည်ဆရာတော်ကြီး၏ခံယူချက်အရတောတောင်များသည်တရားအားထုတ်သူအတွက်တဘာဝစာသင်ကျောင်းကြီးတစ်ခုဖြစ်သည်တောထဲတွင်ဆရာတော်ကြီးသည်တစ်ပင်များ၏ဖြစ်ပျက်မှုကိုမြင်ရသည်ရွက်ဟောင်းများကြွေကျသွားသည်ကိုမြင်ရသည်အသစ်ပေါက်ဖွာလာသောရွက်နုများကိုမြင်ရသည်မိုးရွာခြင်းနေပူခြင်းလေတိုက်ခြင်းများကိုမြင်ရသည်ထိုတဘာဝတရားများကပင်အနိစ္စဒုက္ခအနတ္တသဘောတရားများကိုသင်ကြားပေးနေကြောင်းဆရာတော်ကြီးကမကြာခဏမိန့်ကြားတော်မူခဲ့သည်နှစ်ပေါင်းများစွာတောထဲတွင်ကျင့်ကြံနေထိုင်ခဲ့သောဆရာတော်ကြီးသည်ဓမ္မလမ်းစဉ်အပေါ်ပုံမနှဆိုင်သောအတွေ့အကြုံများရရှိလာခဲ့သည်ထိုအတွေ့အကြုံများကိုမိမိတဦးတည်းအတွက်မထားရှိဘဲအခြားသူများအားမျှဝေပေးလိုသောစိတ်သက်ပေါ်ပေါက်လာခဲ့သည်ထို့ကြောင့်တောရဲတနေရာတွင်ဓမ္မစခန်းတစ်ခုတည်ထောင်ရန်စတင်စဉ်းစားခဲ့သည်ထိုစဉ်းစားချက်မှပင်နောက်တစ်ချိန်တွင်လူသိများလာမည်မဟာဗောဓိမြိုင်ပေါ်ပေါက်လာခဲ့သည်မဟာဗောဓိမြိုင်ဆိုသည်မှာအဆောက်အဦများဖြင့်စီကားသောနေရာတစ်ခုမဟုတ်ပေတဘာဝနှင့်တသားတည်းကြသောတောရကြောင်တစ်ခုဖြစ်သည်တရားအားထုတ်လိုသူများဘဝ၏အတိတ်ပဲကိုရှာဖွေလိုသူများစိတ်ငြင်းချမ်းမှုကိုလိုလားသူများဤသူများအတွက်ဓမ္မရိပ်သာတစ်ခုအဖြစ်ဖြစ်လာခဲ့သည်တဖြည်းဖြည်းနှင့်မြန်မာနိုင်ငံအနှံ့မှယောဂီများလာရောက်ကြသည်ယ
ယဟန်တာမဏေများလာရောက်ကြသည်ပညာရှင်များလူငယ်များတက်ကြီးရွယ်အိုများအားလုံးလာရောက်ကြသည်သူတို့သည်ဆရာတော်ကြီးထံမှတရားနာယူကြသည်ကမ္မထမ်းနည်းများကိုသင်ယူကြသည်မိမိတို့၏စိတ်ကိုပြန်လည်လေ့လာတက်လာကြသည်ဆရာတော်ကြီး၏တရားဟောနေသည်လည်းအလွန်ထူးခြားသည်ရှုပ်ထွေးသောတသနာများကိုအလေးမထားခဲ့ပေလက်တွေ့ဘဝနှင့်ဆက်ဆက်သောဥပမာများကိုသာအသုံးပြုခဲ့သည်တရားဆိုတာဝေးဝေးမှမရှိဘူးကိုယ်စိတ်ထဲမှာပဲရှိတယ်ကိုယ်စိတ်ကိုကိုမသိသေးရင်တရားကိုမသိသေးဘူးကိုမကြခဏမိန့်ကြားခဲ့သည်လူတို့သည်အပြင်လောကကိုသာအာယုံဆိုင်နေကြပြီးမိမိစိတ်ကိုပြန်မကြည့်တဲ့ကြောင်းဆုံးမတော်မူခဲ့သည်ဒေါသဖြစ်လာလျင်ဒေါသကိုသိရမည်လောဘဖြစ်လာလျင်လောဘကိုသိရမည်ကြောက်ရွံ့မှုဖြစ်လာလျင်ကြောက်ရွံ့မှုကိုသိရမည်သိခြင်းသည်ဓမ္မ၏အစဖြစ်ကြောင်းဟောကြားတော်မူခဲ့သည်ဆရာတော်ကြီး၏တရားတော်များတွင်တန်ဝေကတရားများလည်းများစွာပါဝင်ခဲ့သည်လူဘဝသည်တူတောင်းကြောင်းအချိန်သည်လျင်မြန်စွာကုန်ဆုံးနေကြောင်းတည်ခြင်းတရားသည်မလွဲမသွေရောက်လာမည်ဖြစ်ကြောင်းထို့ကြောင့်မိမိဘဝကိုအတိတ်ပဲရှိရှိအသုံးချကြရန်မကြာခဏတိုက်တွန်းတော်မူခဲ့သည်ဆရာတော်ကြီး၏တရားတော်များကိုနာကြားခဲ့သူများစွာသည်မိမိတို့၏ဘဝအမြင်များပြောင်းလဲသွားခဲ့ကြသည်အချို့သည်တရားအားထုတ်သူများဖြစ်လာကြသည်အချို့သည်ဘာသာတရားကိုပုံမစိတ်ဝင်စားလာကြသည်အချို့သည်ကိုကျင့်တရားပုံမကောင်းမွန်လာကြသည်ဤဒီမှာဆရာတော်ကြီး၏ဓမ္မောစာပင်ဖြစ်သည်မဟာဗောဓိမြိုင်သည်နေရာတစ်ခုသာမဟုတ်တော့ပေဓမ္မကိုရှာဖွေသူများအတွက်အားကိုးရာတစ်ခုဖြစ်လာခဲ့သည်ဆရာတော်ကြီးသည်လည်းတောရကျင့်စဉ်ကိုပြန်လည်အသက်သွင်းပေးခဲ့သောမဟာထေရကြီးတစ်ပါးအဖြစ်ထင်ရှားလာခဲ့သည်သို့သောဆရာတော်ကြီး၏လုပ်ငန်းစဉ်များသည်ဤများဖြင့်မပြီးဆုံးသေးပေနောက်တစ်ချိန်တွင်တရားတော်များရေးသားခြင်းသာသနာပြုလုပ်ငန်းများချဲ့ထွင်ခြင်းနှင့်ဓမ္မအမွေနှင့်များခြံရစ်ခဲ့ခြင်းတို့ကဆက်လက်ပေါ်ပေါက်လာမည်ဖြစ်သည်မဟာဗောဓိမြိုင်ဆရာတော်ဝဏ္ဏဝါဒီအရှင်ညီယဓမ္မတာမိမဟာထေရမဟာဗောဓိမြိုင်ဆရာတော်ကြီး၏ဘဝခရီးစဉ်ကိုပြန်လည်သုံးသပ်ကြည့်မည်ဆိုလျှင်တောရက်တစ်ခုအတွင်းတရားအားထုတ်နေသောယဟန်တော်တစ်ပါး၏ဘဝများသာမဟုတ်ကြောင်းတွေးရမည်ဖြစ်သည်ဆရာတော်ကြီးသည်တောထဲတွင်နေထိုင်ခဲ့တော်လဲကဘာကြီးနှင့်အဆက်အသွယ်ဖြတ်တောက်ထားသူမဟုတ်ခဲ့ပေလောက၏ဆင်းရဲဒုက္ခများကိုနက်နက်ရှိုင်းရှိုင်းနားလည်ခဲ့သည်လူသားတို့၏စိတ်ဒုက္ခများကိုသိမြင်ခဲ့သည်ထို့ကြောင့်ဓမ္မတရားများကိုမျှဝေပေးခြင်းအဖြစ်လူသားတို့၏စိတ်နှလုံးကိုကူစားပေးလိုခဲ့သည်နှစ်ပေါင်းများစွာတောရကျင့်စဉ်ဖြင့်နေထိုင်ခဲ့သောဆရာတော်ကြီးသည်တရားဟောကြားခြင်းနှင့်စာပေရေးသားခြင်းများကိုလည်းဆောင်ရွက်တော်မူခဲ့သည်ဆရာတော်ကြီးရေးသားတော်မူခဲ့သောဓမ္မစာပေများသည်ပညာရှင်များအတွက်သာမဟုတ်ပေတာမန်လူပုဂ္ဂိုလ်များနားလည်နိုင်စေရန်ရိုးရှင်းသောဘာသာစကားများဖြင့်ရေးသားထားသည်ထို့ကြောင့်ဆရာတော်ကြီး၏စာအုပ်များသည်စာဖတ်သူများကြားအလွန်ရေပန်းစားခဲ့သည်စာပေများမှတဆင့်ဆရာတော်ကြီးသည်လူတို့ကိုအရေးကြီးသောအချက်တစ်ခုသတိပေးခဲ့သည်ထိုအချက်မှာလူဘဝသည်အမြဲတမ်းတည်မြဲနေသောအရာမဟုတ်ကြောင်းဖြစ်သည်ယနေ့ရှိသောအရာသည်မနှက်ဖြန်မရှိတော့နိုင်ကြောင်းကျမ်းမာနေသူသည်မနှက်ဖြန်နာမကျမ်းဖြစ်နိုင်ကြောင်းအသက်ရှင်နေသူသည်မနှက်ဖြန်ကွယ်လွန်နိုင်ကြောင်းဤတဘာဝတရားကိုသိရှိနားလည်မှသာတရားလမ်းသို့ရောက်နိုင်မည်ဟုမိန့်ကြားတော်မူခဲ့သည်ဆရာတော်ကြီး၏တရားတော်များထဲတွင်တန်ဝေကတရားများအထူးထင်ရှားသည်သိခြင်းတရားကိုမမေ့ကြရန်အချိန်ကိုအကျိုးရှိရှိအသုံးချကြရန်မိမိစိတ်ကိုအမြဲဆောင်ကြည့်ကြရန်ကောင်းမှုကုသိုလ်များပြုလုပ်ကြရန်ဤသို့သောဩဝါဒများကိုအမြဲဟောကြားတော်မူခဲ့သည်ဆရာတော်ကြီး၏ဩဝါဒများထဲတွင်အလွန်ထင်ရှားသောအယူဆတစ်ခုရှိသည်ထိုအယူဆမှာလူသည်အပြင်လောကကိုပြုပြင်ပြောင်းလဲရန်မကြိုးစားမီမိမိစိတ်ကိုအရင်ပြုပြင်ရမည်ဟုသောအယူဆဖြစ်သည်လောကကြီးငြိမ်းချမ်းစေခြင်းလျင်မိမိစိတ်ကိုငြိမ်းချမ်းအောင်လုပ်ရမည်အများကိုကူညီခြင်းလျင်မိမိကိုယ်ကိုအရင်ကောင်းမွန်အောင်လုပ်ရမည်ဤသည်ပင်ဓမ္မ၏အခြေခံအုတ်မြစ်ဖြစ်ကြောင်းမကြာခဏမိန့်ကြားတော်မူခဲ့သည်မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ထူးခြားချက်တစ်ခုမှာတောရကျင့်စဉ်ကိုပြန်လည်ရှင်သန်စေခဲ့ခြင်းဖြစ်သည်ခေတ်မီလူအဖွဲ့အစည်းတွင်လူများသည်မြို့ပြဘဝကိုသာစိတ်ဝင်စားလာကြတော့လဲဆရာတော်ကြီးကတောရဘဝ၏တန်ဖိုးကိုပြန်လည်ဖော်ထုတ်ပြသခဲ့သည်တဘာဝတရားနှင့်နီးစပ်သောဘဝရိုးရှင်းသောဘဝအာယုံရှုပ်ထွေးမှုနည်းသောဘဝထိုဘဝမျိုးကစိတ်တည်ငြိမ်မှုကိုပုံမရရှိစေကြောင်းမိန့်ကြားခဲ့သည်ထို့ကြောင့်ဆရာတော်ကြီး၏ဩဇာအောက်တွင်ယောဂီပုဂ္ဂိုလ်များစွာ
တောရိပ်တောင်ရိပ်များတွင်တရားအားထုတ်လာကြသည်မဟာဗောဓိမြိုင်သည်နေရာတစ်ခုသာမဟုတ်တော့ဘဲဓမ္မလှုပ်ရှားမှုတစ်ခုဖြစ်လာခဲ့သည်လူများစွာ၏ဘဝအမြင်များပြောင်းလဲခဲ့သည်စိတ်ဓာတ်များပြောင်းလဲခဲ့သည်ဓမ္မအပေါ်ယုံကြည်မှုများပိုမိုခိုင်မာလာခဲ့သည်ဆရာတော်ကြီး၏ဘဝတစ်လျှောက်လုံးတွင်တွေ့မြင်ရသောအရေးကြီးဆုံးအချက်မှာနှိမ့်ချမှုဖြစ်သည်ကြော်ကြားမှုများရရှိခဲ့တော်လဲမာနမကြီးခဲ့ပေတပည့်ပရိသတ်များများပြားခဲ့တော်လဲဂုဏ်ယူဝင့်ကြွားခြင်းမရှိခဲ့ပေမိမိကိုယ်ကိုတာမန်တော်ထွက်ရဟန်းတော်တစ်ပါးဖြစ်သာသဘောထားခဲ့သည်ထို့ကြောင့်လူအများကဆရာတော်ကြီးကိုပုံမကြည်ညိုလေးစားခဲ့ကြသည်ယနေ့အချိန်တွင်ဆရာတော်ကြီး၏တရားတော်များစာပေများနှင့်ဩဝါဒများသည်ဆက်လက်ရှင်သန်နေဆဲဖြစ်သည်မဟာဗောဓိမြိုင်၏အမည်သည်လည်းမြန်မာနိုင်ငံဗုဒ္ဓသာသနာသမိုင်းတွင်ထင်ရှားစွာကျန်ရစ်နေဆဲဖြစ်သည်သို့သောလူသားမှန်သမျှသည်အနိစ္စတရား၏အောက်တွင်သာရှိကြရသည်နှစ်ပေါင်းများစွာသာသနာတော်အတွက်အကျိုးဆောင်ခဲ့သောဆရာတော်ကြီး၏ဘဝခရီးစဉ်သည်လည်းတစ်နေ့တွင်အဆုံးသတ်ရမည်ဖြစ်သည်မဟာဗောဓိမြိုင်ဆရာတော်ဝဏ္ဏဝါသည်အရှင်ညီယဓမ္မတာမိမဟာထေရနှစ်ပေါင်းများစွာတောရိပ်တောင်ရိပ်များတွင်သတင်းသုံးကဓမ္မလမ်းကိုရှောက်လန်းခဲ့သောမဟာဗောဓိမြိုင်ဆရာတော်ကြီးဘဝသည်တာမန်ယဟန်တော်တစ်ပါး၏ဘဝမဟုတ်ခဲ့ပေထိုဘဝသည်လောကီကြိုကြားမှုကိုဆွလွတ်ခဲ့သောဘဝဖြစ်သည်တရားဓမ္မကိုအသက်ထက်တန်မိုးထားခဲ့သောဘဝဖြစ်သည်တောရကျင့်စဉ်ကိုပြန်လည်အသက်သွင်းခဲ့သောဘဝဖြစ်သည်လူသားများ၏စိတ်နှလုံးကိုဓမ္မအလင်းရောင်ဖြင့်လမ်းပြပေးခဲ့သောဘဝဖြစ်သည်ဆရာတော်ကြီးသည်နှစ်ပေါင်းများစွာတောတောင်များအတွင်းသတင်းသုံးခဲ့တော်လဲလူသားများကိုမေတ္တာတရားဖြင့်ဘယ်သောအခါမျှမဆုံးပစ်ခဲ့ပေတရားလိုသူများကိုတရားပေးခဲ့သည်လမ်းပြောင်းနေသူများကိုလမ်းညွှန်ခဲ့သည်စိတ်ဆင်းရဲနေသူများကိုဓမ္မဖြင့်အားပေးခဲ့သည်ထို့ကြောင့်ဆရာတော်ကြီး၏တရားတော်များသည်မြန်မာနိုင်ငံအနှံ့ပြန့်နှံ့ခဲ့ရသည်ဆရာတော်ကြီး၏စာပေများသည်လူပေါင်းများစွာ၏နှလုံးသားကိုထိတွေ့နိုင်ခဲ့သည်မဟာဗောဓိမြိုင်၏အမည်သည်လည်းဓမ္မရှာဖွေသူများအတွက်မိရှုတစ်ဆောင်တစ်ခုဖြစ်လာခဲ့သည်နှစ်များကြာလာသည်နှင့်အမျှဆရာတော်ကြီး၏တက်တော်သည်ကြီးရင်လာခဲ့သည်သို့သောတရားအပေါ်ထားရှိသောစိတ်ဓာတ်ကလျော့နှဲမသွားခဲ့ပေခန္ဓာကိုယ်သည်အိုမင်းလာခဲ့တော်လဲဓမ္မစိတ်ဓာတ်သည်ယခင်တိုင်းတည်ရှိနေခဲ့သည်တောရကျင့်စဉ်၏အနှစ်သာရကိုဆက်လက်ထိန်းသိမ်းခဲ့သည်တပည့်တန်ဃာများအားဩဝါဒပေးခဲ့သည်ယောဂီပုဂ္ဂိုလ်များအားဓမ္မလမ်းညွှန်မှုများဆက်လက်ပေးအပ်ခဲ့သည်ဆရာတော်ကြီး၏ဘဝအဆုံးပိုင်းကာလများတွင်လူအများကြားပုံမထင်ရှားလာခဲ့သောအချက်တစ်ခုမှာအလွန်နှက်ဆိုင်သောတန်ဝေကတရားများဖြစ်သည်လူဘဝသည်ခဏတာမျှသာဖြစ်ကြောင်းအချိန်သည်ရက်တက်မနေကြောင်းသိခြင်းတရားသည်မလွဲမသွေရောက်လာမည်ဖြစ်ကြောင်းဤအချက်များကိုထပ်တလဲလဲသတိပေးတော်မူခဲ့သည်ထို့ကြောင့်လူသားတို့အနေဖြင့်မိမိတို့၏အချိန်များကိုအကျိုးရှိစွာအသုံးချကြရန်တိုက်တွန်းခဲ့သည်ကောင်းမှုကုသိုလ်များပြုလုပ်ကြရန်မိမိစိတ်ကိုအမြဲဆောင်ကြည့်ကြရန်တရားအားထုတ်ကြရန်တန်တရားဒုက္ခမှလွတ်မြောက်ရေးကိုအလေးထားကြရန်ဤသို့သောဩဝါဒများကိုမကြာခဏမိန့်ကြားတော်မူခဲ့သည်မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ဘဝကိုပြန်လည်သုံးသပ်ကြည့်မည်ဆိုရင်အောင်မြင်မှု၏အတိတ်ကိုအသစ်တစ်ဖန်သင်ကြားပေးခဲ့သောမဟာထေရကြီးတစ်ပါးကိုတွေ့မြင်ရမည်ဖြစ်သည်လောက၏အောင်မြင်မှုသည်ငွေကြေးနှင့်ဂုဏ်သတင်းမဟုတ်ကြောင်းအမှန်တကယ်အောင်မြင်မှုသည်မိမိစိတ်ကိုအောင်နိုင်ခြင်းဖြစ်ကြောင်းဓမ္မလမ်းကိုရှောက်လန်းနိုင်ခြင်းဖြစ်ကြောင်းဆရာတော်ကြီး၏ဘဝကသက်သေပြခဲ့သည်ယနေ့အချိန်တွင်ဆရာတော်ကြီး၏ခန္ဓာတော်ကိုဖူးမြင်နိုင်ခြင်းမှာမြင်နိုင်တော့မည်ဖြစ်တော်လဲဆရာတော်ကြီး၏ဓမ္မအမွေနှစ်များမှာယနေ့တိုင်ရှင်သန်နေဆဲဖြစ်သည်ဆရာတော်ကြီးရေးသားခဲ့သောစာပေများဆရာတော်ကြီးဟောကြားခဲ့သောတရားတော်များဆရာတော်ကြီးတည်ထောင်ခဲ့သောမဟာဗောဓိမြိုင်ဆရာတော်ကြီးလမ်းညွှန်ပေးခဲ့သောတပည့်တန်ဃာများဤအရာများအလုံးသည်ဆရာတော်ကြီး၏အဖိုးမဖြတ်နိုင်သောအမွေနှစ်များဖြစ်ကြသည်သို့သောအကြီးမားဆုံးအမွေနှစ်မှာထိုအရာများထက်ပို၍နှဆိုင်သည်ထိုအမွေနှစ်မှာတောရကျင့်စဉ်ကိုမျက်နှိုးသောစိတ်ဓာတ်ဖြစ်သည်တရားဓမ္မကိုလက်တွေ့ကျင့်ကြံလိုသောစိတ်ဓာတ်ဖြစ်သည်တန်တရားဒုက္ခမှလွတ်မြောက်လိုသောစိတ်ဓာတ်ဖြစ်သည်ဤစိတ်ဓာတ်များသည်ဆရာတော်ကြီး၏အမွေနှစ်အဖြစ်ယနေ့ထိဆက်လက်ရှင်သန်နေစေဖြစ်သည်ထို့ကြောင့်မဟာဗောဓိမြိုင်ဆရာတော်ဝဏ္ဏဝါသည်အရှင်ညီယဓမ္မတာမိမဟာထေရ၏နာမည်သည်မြန်မာနိုင်ငံဗုဒ္ဓသာသနာသမိုင်းတွင်အမြဲတမ်းထင်ရှားစွာကျန်ရစ်နေမည်ဖြစ်သည်ဆရာတော်ကြီး၏ဓမ္မဝါစာသည်လည်းနောင်လာမည့်မျိုးဆက်များအတွက်ဆက်လက်လင်းလက်နေမည့်မိရှုတစ်ဆောင်တစ်ခုအဖြစ်တည်ရှိနေဦးမည်ဖြစ်သည်ကျွန်ုပ်တို့အနေဖြင့်လည်းဆရာတော်ကြီး၏ဩဝါဒများကိုလိုက်နာကျင့်သုံးပြီးမိမိစိတ်ကိုမိမိစောင့်ကြည့်ကြမည်တရားဓမ္မကိုလေ့လာကြမည်
ကောင်းမှုကုသိုလ်များပြုလုပ်ကြမည်မေတ္တာတရားများပွားများကြမည်ထို့သောကျင့်ကြံအားထုတ်ခြင်းသည်ပင်ဆရာတော်ကြီးအားအကောင်းဆုံးဂါရဝပြုခြင်းဖြစ်ပါလိမ့်မည်မဟာဗောဓိမြိုင်ဆရာတော်ဝဏ္ဏဝါဒီအရှင်ကြီးရဓမ္မတာမိမဟာထေရီ၏ဂုဏ်ကျေးဇူးများကိုဤ documentary မှတဆင့်ဦးညွတ်ဂါရဝပြုအပ်ပါသည်အားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေတာဓုတာဓုတာဓုဒီ channel လေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လုပ်ပေးသွားပါအောင်ဗျာနောက်လဲဒီလိုနာမည်ကြီးဆရာတော်ကြီးတွေရဲ့ဘဝအကြောင်းစားတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်အားပေးကြပါဦး comment မှာကြပြတို့သိချင်တဲ့ဆရာတော်တွေရှိရင်လည်းမန်းမှာရေးပေးသွားပါအောင်ခဗျာလုံးကိုချစ်တဲ့ကျေးဇူးတင်တဲ့အာဘွားမော